မင်္ဂလာပါရှင်။ Story Audio ဘော channel ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုပါရရှင်။ပရိသတ်များရှင်ဒီနေ့မှာတော့ဘေးဆိုတဲ့ဇာတ်လမ်းလေးကိုအစဆုံးတင်ဆက်ပေးသွားကြပါမယ်။နားဆင်ပေးပါအောင်ရှင်။ဆောင်းရသည်ဆိုပေမဲ့နှစ်ရက်ကိုလောက်လောက်လလမမြင်ရသေးရဲ့မနေ့ကတကူမှာသူ့ကိုစင်ဆွေရောင်အပြုံးပွင့်တကူနဲ့ကျွန်တော်စတွေ့ကြရခြင်းဖြစ်တယ်။ဆရာညီမတင်စားပါဆရာကိုအမေတို့ကကြိုးခလိုက်လို့ကျွန်တော်ကိုသူစားနှုတ်ဆက်စဉ်ကကျွန်တော်နှလုံးသားဟာမန္တလေးမြို့ကြီးမှာအကျဉ်းချခံရတော့မယ်ဆိုတဲ့တတိပေးစာကိုသူ့နှဖူးမှာကတ်မထားခဲ့ဒီလိုနဲ့နှလုံးသားဟာတိတ်တဆိတ်ပုံနှွေးလောင်မြိုက်လျက်သစိမ်းတွေတာနေတဲ့မြို့မှာသစိမ်းမဆန်တဲ့မျက်နှာချွတ်ချိုလေးပေါ်အပြုံးပန်းလေးပဲပွင့်ဝင်ရင်သူနဲ့ကျွန်တော်ရဲ့ဇလန်းလေးစခဲ့တယ်ကျွန်တော်ကဆိုင်ကယ်ကိုကျွမ်းကျင်မမောင်းတိုင်ဒီကိစ္စကဘာမဟုတ်တာလေဆိုပေမဲ့သူ့အနောက်ကဆိုင်ကယ်လိုက်စီရင်သူ့ဆန်ရွယ်လေးတွေကိုခိုးပြီးရှူရှမိခဲ့ခြင်းကိုတော့ကျွန်တော်ဝန်ခံရလိမ့်မယ်။သူ့ဆန်သားပေါ်ကတင်းရနံလေးတွေကိုရိုးသားစွာနောက်ပြီးတော့ရိုးမိုက်စွာမှတ်မောမိခဲ့တယ်။ဘုရားကြီးဘက်ကိုရောက်ချိန်သူ့ဟာဆိုင်ကယ်ကိုလမ်းတစ်ခုရဲဆွဲကွေဝင်ခဲ့တယ်။အမေနုအိမ်ကိုရောက်တော့မှာပါလားဆိုတဲ့အသေးကြောင့်မမတ်မမောခိုးဆိုင်မိနေတဲ့သူ့စပင်တွေကိုတန်ရောစင်ဖြတ်လိုက်ရတယ်။အထက်ဆောင်ကလိုရာတဲ့ပူကအေးစိမ်နေပေမဲ့ကျွန်တော်ရင်ထဲမှာနှွေးတမြမြနဲ့တားအော်လီရောက်ပြီလားသမီးတင်စာလေးကျေးဇူးနော်အမေရေကားမြို့ပြင်မာတဲ့ကဖယ်ရီနဲ့ပြောင်းပေးလိုက်တာဘူတာကြီးနားမှာမိုးလေးနဲ့တီထိုင်နေရသေးရဲ့ဒီညီမကိုအားနာလိုက်တာအမေရဲ့တားဆိုင်ကယ်မောင်းမကျွမ်းတော့ကျွန်တော်လာရင်ကိစ္စမှာအမေနုလို့ချစ်စနုခေါ်ကြတဲ့ဆရာမကြီးရင်တို့မန္တလေးနဲ့တူမတရားဘက်ကိုစာပြီးဟောပြောပွဲလှုပ်အားပေးလိုက်ဖို့ဖြစ်တဲ့ရန်ကုန်ကလာမယ်ဆရာဟန်သူ့တော်ဆရာမြေလက်မောင်းမြင့်သူဦးကျော်တူဟာတာပြုတ်ဆောင်တို့ကိုမန္တလေးကနေလာကြိုစောင့်နေခြင်းဖြစ်တယ်။ဦးကျော်တူကားကအိမ်သေးရဲ့ဆိုတာကြောင့်ကျွန်တော်နောက်ခန်းကလိုက်ဖို့အဆင်ပြေတာကြောင့်အမေတို့စီကြိုရောက်လာကစောင့်ရတယ်။အမှန်တကယ်ကြိုလာခဲ့ရခြင်းတွင်ကားကိုအိမ်သေးသေးလေးဝယ်ထားတဲ့ဦးကျော်တူကိုတော့ကျေးဇူးတင်ခဲ့မိရဲ့။သူကတော့ကျွန်တော်စိတ်ထဲဘာတွေဖြစ်နေခဲ့တယ်။ဘာတွေပုံဖော်စိတ်ကိုရင်နေခဲ့တယ်ဆိုတဲ့အချက်ကိုသိမသိကျွန်တော်မခံမှန်တက်ခဲ့။တေးကြတာကသူဟာရိုးရင်နဲ့တိတ်ကိုဆွဲဆောင်မှုအပြည့်ရှိတဲ့ကောင်မလေးတယောက်ဆိုခြင်းပဲအမေတားလေဆရာတွေမရောက်ခင်မန္တလေးကိုလဲကျင်တယ်အဲ့ဒါလေကျွန်တော်ရဲ့ရိုးသားစွာလှည့်ပြဖို့တခုမှသူ့ရှိမိလေးမလားတကယ်ဆိုအမေနုကကျွန်တော်ကိုမန္တလေးတစ်ပတ်လိုက်ပို့ပေးဖို့ဆိုတာကမလွယ်ကူမှန်းအမေနုရောကျွန်တော်ကိုယ်တိုင်ရောနောက်ပြီးတော့သူရောသိနေရဲ့ကျွန်တော်စကားကသူ့ဘက်ကိုလှည့်ကြည့်ကြမလို့ပဲခွင့်တောင်းလိုက်ခြင်းဖြစ်ကြောင်းသူသဘောပေါက်ပါလိမ့်မယ်ဒီလိုနဲ့ထိုးကြမှုတကူလို့ဆိုရလောက်အောင်အချိန်ကမဟုတ်မိုးရွာတယ်ကျွန်တော်ကိုဆိုင်ကယ်လေးပေါ်တင်ကတိတိငိမ့်ငိမ့်မောင်းနေရဲ့သူမရဲ့ကုတ်သားဖွေးဖွေးလေးကိုကျွန်တော်ရင်ခုန်နေခဲ့မိရဲ့ပထမဆုံးမန္တလေးကျုံဘက်ကနေကုသိုလ်တော်ဘုရားစီတူးလိုက်ပို့တယ်လမ်းမှာတဖွဲဖွဲရွာကျလာတဲ့မိုးကြောင့်တင်စားကို့အတွက်အင်ဂျီလေးတစ်ထည်လောက်ဖန်တီးပေးလို့ရမလားအော်ဟုတ်ကဲ့ကျမနေတဲ့အဆောင်ကဒီနားနေမှာဖះမနေခဲ့လေတွားယူပေးမယ်အခုမှစားတွေ့ရဲ့ကောင်မလေးတယောက်စီကအင်ဂျီလေးတစ်ထည်ကိုကျွန်တော်အဲ့ဒီနေကဝစ်စင်ခွင့်ရခဲ့တဲ့သူယူလာပေးတဲ့အဖြူရောင်အင်ဂျီလေးကိုဝစ်စင်ရချိန်ကိုအင်ပါယာတစ်ခုကိုအနိုင်ရခဲ့တဲ့စစ်သူကြီးပုံမျိုးဂုံယူဝင်ကြွားနေမိခဲ့တယ်။အင်ဂျီလေးကတေးသေးညံ့ညံ့လေးဒိုင်းမဲ့လိုက်ဖက်လွန်တယ်လို့ကျွန်တော်ထင်မိရဲ့။ကုသိုလ်တော်မှာဖျားဖို့အမတ်တရဓာတ်ပုံရိုက်ပြီးတောင်တမန်အင်းဘက်ကိုဆက်သွားဖို့သူ့ကိုတောင်းဆိုတဲ့ကသူ့ကောင်းငိမ့်ခဲ့တယ်။မိုးကတပွဲပွဲနဲ့ညံ့ညက်ကလေးဖြန့်ခင်းထားတယ်။မန္တလေးရဲ့လမ်းမပေါ်မှာတီတီငိမ့်သက်စွာဆိုင်ကယ်မောင်းနေတဲ့ကောင်မလေးတယောက်နဲ့ဗယံဘက်တာလှုပ်ရှားယုံကြွနေတဲ့ရင်ဘက်တဲကအတန်တွေဟန်တွေကိုမျက်နှာပေါ်မထင်ဟပ်စေဖို့ဟန်ဆောင်ဖုံးကွယ်ထားရတဲ့စာရေးကြလေးတယောက်ဘလို့ပင်ဆိုစီမန္တလေးဟာချစ်စပွဲအနေတိုင်းနဲ့လမ်းတစ်လျှောက်လုံးကျွန်တော်ကိုပြုံလေးကြိုးစိုးနှုတ်ဆက်နေခဲ့တယ်။ဦးပိန်တရားပေါ်ရောက်ချင်းကျွန်တော်ရဲ့အသက်ကိုတဝါကြီးရွှင်နဲ့ဟိုလေးတင်စာပြောပါစရာမတရားကိုလိုက်ခဲ့ပါလားရှင်သူအံ့ဩသွားမယ်ဆိုတာသိပေမယ့်ကျွန်တော်နှလုံးသားကချင်းချင်းတက်မှုတစ်ခုကိုကျွန်တော်မကွဲဝဲချင်တော့ဘာကြောင့်လဲဆိုတော့ကျွန်တော်နဲ့သူ့အတွက်တနေ့တာဆိုတဲ့စုံတွေ့ချိန်ကာလလေးကတရားမမျှတသလိုခန်းစားလိုက်ရခြင်းကြောင့်ဖြစ်တယ်မရဲပဲမဖြစ်ဘူးဆိုရဲရှေးအယူကိုပဲလက်ကင်ထားပြရစီသူ့မျက်ဝန်းတွေကိုစိုက်ကြည့်ဖို့သူ့ဆန်ရွယ်တွေစီကတည့်ရနဲ့ကိုမှတ်သားဖို့အတွက်ခဏတာဆွေယုံနေကျွန်တော်လုံလောက်မယ်မထင်
ဟိုလေအမေတို့ကလက်နာနေရလမ်းလျှောက်ရတာလည်းအဆင်မပြေဘူးလေအမေတို့အနာမှာအဖော်လိုမဲ့ထင်လို့ပါကျွန်တော်ကိုဆောင်နဲ့ကတော့အမေတို့အတွက်ဆိုကကိုယ့်အတ္တကိုတိဆောက်ဖို့စူးစမ်းနေတဲ့ကျွန်တော်ကိုမြင်းပြေကန့်နေတော့မှမြင်ရမိရဲ့ဒါပေမဲ့ကျွန်တော်ကတော့ကိုဆောင်နဲ့မကလို့ဖះကအပြစ်ပေးရင်ခံယူဖို့အသင်းလို့ဆုံးဖြတ်ထားခဲ့ပြီးသားဖြစ်နေရဲ့မတရားကတညအိပ်ရမှာဆိုတော့အလုပ်ကိုခွင့်နိုင်ကြည့်မယ်လေဆရာဒီလိုနဲ့အဖေကအနေနီးဆက်ခြင်းကဘာကိုခြေဦးလှည့်သွားတယ်မတရားမျိုးအနီးဦးတိမ်ရွာကိုကားလက်မပေါ်ကနေမိုက်အတော်ဝဝီဖြတ်တန်းလာကြရတယ်ရာသီဥတုကတော့နှလုံးသားရှိရဲ့ပဲ့ပါတယ်ဆိုနိုင်တယ်တွဲ့တွဲ့ဖြတ်ဖြတ်ရွာကြနေတဲ့မိုးပေါက်တွေအောင်လမ်းကလေးကပျော်အေးလေးတွဲစွာဟာကားကကြောက်တုံးနဲ့ထောက်နေပြီအရှိရလမ်းပြိုင်မောင်းနေတဲ့ဦးကျော်တို့ရဲ့ကားလေးကလမ်းချင်းချင်းမှာရက်လျက်သာသွားပြီဒီတိုင်းဆိုရင်တော့ဟောပြောပွဲကနောက်ကျတော့မယ်စောင်းမိုးကြောင့်အိုင်ထုံးနေတဲ့ရွှွန့်ဘွက်တွေကြားကထိုးထောင်နေတဲ့ကြောက်တုံးတုံးကဦးကျော်တို့ရဲ့တိုယိုတာကအသေးလေးအောက်မှာစက်မမောင်းနိုင်အောင်ကန့်လန့်ခန့်နေရတယ်။မောင်ရိပ်ကြလာချိန်မို့ကျွန်တော်တို့ကားထဲမှာသာထိုင်ဆောင်နေခဲ့ကြရတယ်။ဒီနေရာမှာပဲသူ့နှလုံးခုန်တန်းကိုကျွန်တော်စတင်ကြားခဲ့ရတယ်။ကြားမိတယ်လို့ထင်မိခြင်းလည်းဖြစ်နိုင်တယ်။မိုးရေကြောင့်စိမ့်တက်နေတဲ့သူ့လက်မောင်းသားပေါ်ကမွှေးညင်းနှူလေးတွေကိုကျွန်တော်မြင်ရတယ်။သူရင်ခုန်နေခြင်းလေလား။တော်လန်လေးရဲ့တနေရာမှာသူ့နှလုံးသားနဲ့ကျွန်တော်နှလုံးသားမှာမိုးနဲ့တူအေးစိမ့်ဆက်မြလို့သူ့နှခမ်းပပကိုငေးရီရခြင်းအရတာကိုကျွန်တော်မှတ်မော်မိရဲ့စံရွယ်တွေကိုအသေးချာကြည့်မိစဉ်ဒါပေမဲ့တတိတသက်ထိန်ထိန်ခံထားရတဲ့စံသားပြပြော့တွေမှသိလိုက်ရတယ်ချမ်းလားချမ်းတာပေါ့ချမ်းမကျွန်တော်အမေစကားကိုတုံ့ပြန်လိုက်သူကသူမဟုတ်အရှိကံမှာထားနေရဲ့အမေနုပင်သူရှက်သေးဖြာသွားတယ်နောက်ပြီးခေါင်းလေးခါပြရှာတယ်သူ့မျက်ဝန်းလေးကိုကြည့်ရတာကမောင်လျက်သားဖဲချက်တစ်ချက်ကိုလှန်ကြည့်မရတယ်လို့မျိုးလျှို့ဝှက်စွာနဲ့နှက်လွင့်နေရဲ့ခဏအကြာရွာသားတချို့နဲ့ရွာလူကြီးတို့ရောက်လာပြီးကားကိုဝိုင်းမပေးကြတယ်ဒီလိုနဲ့ဦးကျော်တို့ရဲ့ကားလေးကကြောက်ရိုင်းတုံးစီကလက်မြောက်သွားပြီးကျွန်တော်နှလုံးသားကတော့သူ့မျက်ဝန်းတွေထဲမှာအကျဉ်းချသွားခဲ့ရပြန်တယ်အဲ့ဒီညကစာပေဟောပြောပွဲမှာအမေနုဟောပြောနေစဉ်မိုးကဟုံးကနေရွာကပွဲပြက်သွားခဲ့ရတယ်အဲ့ဒီလိုနဲ့ဦးတိန်ရွာတကြီးအိမ်မှာညစာအတူစားကအမေနုနဲ့အတူမန္တလေးကိုပြန်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ကျွန်တော်တို့အဲ့ဒီရွာလေးမှာသူနဲ့ထမင်းတဝိုင်းနဲ့အတူစားပြစ်ခဲ့တဲ့အခိုက်တန်လေးကိုမေးနိုင်မယ်မထင်တော့။ဆရာမြေလက်မောင်မြတ်သူနဲ့ဦးကျော်ထူတို့ကမနဲ့စောစောရွာကျောင်းရဲ့ခမ်းမမှာဆက်လက်ဟောပြောပေးဖို့ကတိခံရင်ကြံခဲ့ကြတယ်။အပြန်လန်းဟာမိုးနဲ့လေနဲ့ကျွန်တော်ရင်ခုန်တန်တွေနဲ့ရောထွေးရှက်တင်နေ။တင်စာမိုးချုပ်ရင်အမေတို့အိမ်ပဲအိတ်လိုက်လေကိုလည်းအိမ်မှာပဲ။ကျွန်တော်ကစကားပြောမတတ်တာဖြစ်ပါလိမ့်မယ်။ကိုလည်းရှိတာပဲဆိုရဲနှုတ်ထွက်စကားတစ်လုံးကိုတော့ဘလို့အတိတ်ပဲတက်ရောက်သွားတာကိုမစင်စားမိနိုင်အောင်ဝေဝါးထွေပြားနေခဲ့တယ်မဟုတ်လား။သူဟာစဉ်းစားကန်ဝင်နေစေအမေတို့ကသမီးအမေအိမ်ပဲအိတ်လိုက်တော့အဲ့လိုဝင်ပြောတယ်။ကျွန်တော်ကြည်နူးသွားမိရဲ့ဟုတ်တယ်လေ။သူနဲ့ကျွန်တော်ဘလို့ပဲဆိုစီအမိုးကတခုတည်းအောင်အတူတဲကိုအိတ်ဆဲကြရတော့မှာမဟုတ်လား။ဘလို့ထူးကြတဲ့အမှတ်တရဆိုတာကိုသာစဉ်းစားကြည့်တော့အဲ့လိုနဲ့မန္တလေးဖျားကြီးနာကအမေနုအိမ်လေးစီကျွန်တော်တို့ရောက်ခဲ့ကြတယ်။ညအိတ်တော့သူ့အတွက်အမေနုကတနေရာပြင်ပေးကကျွန်တော်တွေတန်းလော့မှုရတစ်ခုကိုအင်းရှိကံမှာချပေးခဲ့တယ်။ဒါပေမဲ့အဲ့ဒီညကကျွန်တော်တို့မအိတ်ဖြစ်ခဲ့ကြပါ။ဘာကြောင့်လဲဆိုတော့အခုမှဆုံတွေ့ရတဲ့သူနဲ့ကျွန်တော်ဟာနှင်းများစွာရင်းနှီးခဲ့ပြီးခွဲရာကနေပြန်လဲတွေးဆုံနေကြပုံမျိုးစကားတွေဖောင်ဖွဲခဲ့ကြခြင်းကြောင့်ဖြစ်ပါတယ်။မိုးစင်စင်လေးနေတာကိုမသိလိုက်မိရဲ့အထိဒီအချက်မှာနှက်ကောင်းနှမျက်တွေစီဆူတောင်းရင်ပင်ရနိုင်ဖို့မလွယ်တဲ့အခွင့်အရေးတစ်ခုလိုရှုစားမိရဲ့ကျွန်တော်လေဖြက်တက်ပုံလေးမိုးလင်းသွားချိန်တိုင်းတကောင်ရံကိုမကြော်ဖြတ်ခဲ့ရတယ်လို့မျိုးဒီနေ့ငါသားပြန်မှာဆိုတော့တမီးကအလုပ်တွေတည်းလောက်ဆက်နာပြီးတော့လိုက်ပြီးတော့လှည့်ပက်ပို့ပေးပါအောင်လားအမေကအဆုံးစုံပို့နေရဲ့သူကချစ်စပွဲပြုံးပြန်နေသူ့ရဲ့ပြုံးကမိုနာလီဇာတာမပေါ်ခဲ့ရင်ကဘာမှာအလှဆုံးပြီးဖြစ်လိမ့်မလားမသိအိမ်လေးကဘိုးကက်ဖေတစ်ခုမှအတူထိုင်ပြခဲ့တယ်နှုတ်ဆက်ဖို့စကက်လုံးကိုရှာရောက်ဝေရခက်နေတဲ့ကျွန်တော်ကိုသူကစပြီးဆရာရန်ကုန်ရောက်ရင်စာရီအများကြီးဆက်ရည်နော်အားပေးနေမယ်အဲ့ဒီຢာကပါနဲ့စွာနှုတ်ဆက်ခြင်းတစ်မျိုးလိုကျွန်တော်ယူဆမိပေမယ့်ကျွန်တော်ကတော့ခေါင်းမှာစွာစေရနာလို့သာခေါင်းစဉ်တက်လိုက်မိရဲ့သူ့ຢာသည်မဟုတ်ပါပဲရက်ဆက်ရွာနေရဲ့မိုးကအခုထိပပရရဖြာကြနေရဲ့ဘာရဲမဟုတ်သူ့လက်ပြန်လေးပေါ်ကထိုးကြစွာတွေ့ရတဲ့တက်တူအစိမ်းလေးကိုကြည့်ရင်
ထတူးလေးနဲ့ပဲနော်။ left လို့ထိုးထားတာရေးစားအမှတ်တရတင်နေ။သူကအဖြစ်တစုံတရာမပေးပဲကော်ဖီခွက်ကိုသာအာယုံဆိုင်မှွေနှောက်နေခဲ့တယ်။တေးသွယ်ပြီးကြေကောင်းလို့နဲ့သူ့လက်ချောင်းလေးတွေအမတ်တမဲ့ငေးကြည့်နေကပဲကျွန်တော်ရင်ထဲမှာတလက်လက်တုံရင်လာတယ်။ကျွန်တော်အတွက်သစိမ့်မင်းကလေးတယောက်အနားမှာထိုင်နေသူ့လက်ချောင်းလေးတွေကိုကြည့်ကပထမဆုံးမောပန်နွမ်းလျာမိခြင်းပင်ဖြစ်တယ်။တင့်စာပြောလေဆရာတွန်းညင်းစွာခေါ်မိစဉ်သူကမေးလေးဆိုင်ရင်ပြောလာတယ်။ကျွန်တော်အတွက်ဖြစ်တင်ခြင်းမဖြစ်တင်ခြင်းကိုဝေခွဲဖို့အချိန်မလုံလောက်ဘူးဆိုတဲ့အတွေ့ကိုတွေးမိနေတယ်လို့တပြိုင်နက်တည်းမှာသူ့မျက်ဝန်းတွေကိုလည်းစာလောင်မှုတ်သိမ့်မိနေပြန်တယ်။ကော်ဖီတောက်ရင်ရေငတ်နေပုံမျိုးလေချောင်းဘက်ကစကားတစ်လုံးကိုပြစ်ထုတ်ဖို့ကိုရင်းကရှိသမျှဆဲတွေကိုအာယူစူစီပြစ်လိုက်တယ်။ဒီနေရာမှာကျွန်တော်နှုတ်ထွက်စကားဟာလေးအတွက်မနေဘူးအရေးကြီးရဲ့။ဒီနေရာမှာကျွန်တော်ဖွင့်ရဝန်ခံမှုကဖြက်လက်တန်မာနေဖို့လိုမယ်။ဒီနေရာမှာကျွန်တော်အတန်တွေကတီတီမြင့်မြတ်နေဖို့လိုတယ်မဟုတ်လား။သူနားဆွနေရကိုသူအသက်ရှူတန်တွေကတဆင့်တဲဝိုက်ခံမဲရတာကကျွန်တော်တို့တော့မလဲကိုလှ။အသက်ရှူတန်မှန်အောင်မေးဖို့နဲ့ဝင်လေထွက်လေမျှတဖို့ကိုထိန်ချုပ်လိုက်တယ်။စကားတစ်လုံးကလူတစ်ယောက်ရဲ့အသက်တရှိုက်စာပင်ဖြစ်သွားနိုင်လောက်တဲ့အထိအချစ်ကအရေးပါနေခဲ့တာလား။အံ့ဩစရာကောင်းတော့ပြီးအတီလဲနှောက်ကြခဲ့လေတယ်။ဆရာဘာပြောချင်တာလဲ။သူကလမ်းကြောင်းပေါ်တင်ပေးနေပြန်တယ်။ကျွန်တော်ကသာစီမရှိရဲ့ဘတ်စကားတစ်စင်းလိုဖြတ်မောင်းဖို့ခက်ခဲနေခဲ့တယ်။ဒါပေမဲ့ကျွန်တော်အတွက်အချိန်မရှိတော့ဟိုလေတိုက်ဆိုင်လွန်းစွာသူ့ဖုန်းရင်းတုံးတန်လေးထွက်လာတယ်။ဆရာခဏနော်။ပြောပါတင်စား။သူကဖုန်းကိုကောက်ကန်လိုက်တယ်။မဟုတ်ပါဘူး။အမေနဲ့မတရားပါသွားတာ။ဟာအဲ့လိုပဲဖြစ်နေမှာလား။မဟုတ်တာဘာမှမလုပ်ပါဘူးဆိုတော့ယုံပေးစမ်းပါ။အင်းမချစ်တယ်။တချို့လူတွေကမရောက်ဘူးသေးတယ်။ကျေးဇူးအသစ်တွေစီအတောင်ဖြန့်ပြန်တန်းသွားဖို့စိတ်ကူးရင်ကြတယ်။တချို့ကမာရီလီမိုရိုးရဲ့အောက်ကောင်မှာလေးရဲ့လေးညာအိတ်ဆက်ကသူတို့တခါမှမရလိုက်တဲ့မုံရိုးရဲ့လှပခံနာမှုကိုအာသာပြေငိုကြွေးခဲ့ကြတယ်။တချို့ကဒါတလဲနဲ့နိုင်ငံတစ်ခုကိုတင်ဖို့အိမ်မက်ကြတယ်။ကျွန်တော်ကရောကနဦးပြစ်လွတ်ဖို့အာယူစူးစမ်းခဲ့ရတဲ့ရင်ဘတ်ထဲကစကလုံးများကိုပြန်လည်မျိုးချလိုက်တဲ့အခါအဲ့ဒီများကကျွန်တော်ရင်ဘတ်ကိုပြန်ဆူခဲ့တယ်။အောက်မြက်နာကျင်မှုကြောင့်ကျွန်တော်နှလုံးသားဟာသွေးအလူလူဖြာထွက်နေရဲ့နဲ့ဖြစ်ချင်းတဲ့ပြက်ချင်းတရားဟာတစ်စက္ကန့်စာလို့ပြောကြတယ်။ကျွန်တော်ကဖျားဟောတဲ့တရားကိုတတင်ကမိရောမိခဲ့သူဖြစ်တယ်။ရပြီဆရာပြောလေ။အော်ဟိုလေညနေကဘယ်ကိတ်မှစီးရမှာလဲလို့သူကကျွန်တော်ကိုမှင်တက်စွာခေတ္တခဏအေးကျင်နေရဲ့ကျွန်တော်ပြောဖို့ရှိရလိုက်တဲ့စကားကဒီစကားမဟုတ်လောက်ဘူးလို့တော့သူမခံစားမိပါစေနဲ့နောက်ပြီးတော့ကျွန်တော်မျက်လုံးတွေကရုပ်ကြီးပျောက်ကွယ်မသွားနိုင်သေးရဲ့မျောလင်းချက်တချို့ကိုသူမမြင်ပါစေနဲ့ကျွန်တော်တိတ်စိတ်ဆူတောင်းနေမိပြန်တယ်ကျွဲစက်ကံဝင်းကနေစီးရမှာလေဆရာကျွန်တော်ခေါင်းငင်ပြလိုက်မိရဲ့မိုးတိတ်ပြီလေညနေခင်းမို့စောင်းငွေကိုဖြော့ဖြော့ရတယ်သူကကျွန်တော်ကိုအိုးပြေးကားဝင်းစီလိုက်ပို့တယ်မန္တလေးမှာဆိုင်ကယ်မစီးရတဲ့ကျွန်တော်တို့သူ့ဆန်တွေတချို့ပေါ်ကရှမ်ပူရင်းတဲ့သင်းကိုမတ်မောစွာရှူရှာရင်းနဲ့သာလိုက်ပါလာခဲ့တယ်။သူကနောက်ကျမှန်ကတစီကျွန်တော်မျက်နှာကိုမကြာခဏဆိုသလိုကြည့်နေမှန်းခံစားမိရဲ့။အိမ်မက်တွေစမမက်ပြရစီတော့တင်စားဒီစကားကိုရှင်ဘက်ထဲကသာတိတ်ဆိတ်ပြောပြတယ်။ကာဝင်းကိုရောက်တော့ကျွန်တော်စီးရမယ့်မနဒါမင်းကိန်းနာကအေးဆိုင်ဒီမှာခိတ္တထိုင်ပြကြတယ်။အဲ့ဒီနေရာဟာပဝန်းကျင်မှာငွားဆွေးနေပန်းပွင့်တို့ရှိမနေတော့တဲ့နေရာကျုံရည်ပြင်ကိုငေးလို့မမြင်နိုင်တော့တဲ့နေရာတန်းစင်လက်ဆက်တဲ့လေတူတဘာဝတရားတွေနဲ့ဝေးကွာနေပြီဖြစ်တဲ့နေရာအဲ့ဒီညလေးမှာကျွန်တော်ဟာတိတ်ဆိတ်စွာအသေးခွေးသူတယောက်ဖြစ်တည်ရှိနေရတယ်။တိုက်ဆိုင်လိုက်ပုံများရင်နဲ့နာကျင်မှုကိုစူညမ်းတဲ့ကားတဲ့ဈေးရောင်းတန်တွေနဲ့စုပြုံထိုးထည့်လိုက်ရတယ်။ဒီချိန်မှာသူ့ရဲ့ဆဲဖုံးတန်လေးမိလာတယ်။သူကဖုံးလေးကိုကောက်ကင်ပြီးစကားတွေပြောနေပြန်တယ်။ဟာလင်းရလေအခုကဆီယာအော်လေးကိုလိုက်ပို့တာပါကားဝင်းမှာအခုကလောက်ပြန်ပြီဗီဒီယိုကောပြပေးရမှာလားဆရာကိုအားနာတယ်လေခတ်ပြီခဏနော်လိုင်းဖွင့်ထားလင်းဆိုတဲ့သူ့ချစ်သူနဲ့ပြဿနာတစ်စုံတစ်ခုကိုသူအသေးအံဖြေရှင်းနေရပြီဆိုတာကျွန်တော်သိလိုက်တယ်အာဘတရားပောက်ကွဲပြလိုက်ဖို့ဆိုတာလေသူနဲ့ကျွန်တော်ကဘာမှမဆိုင်ဒါပေမဲ့သူ့ချစ်သူယုံကြည်စေဖို့အတွက်ကျွန်တော်ကိုဗီဒီယိုကောခေါ်ပြီးတရုတ်ပြခိုင်းရလောက်တဲ့အထိသူမရက်ဆက်လာဖို့လို့ထင်မိရဲ့ဒါပေမဲ့ဆရာဟိုလေတခုလောက်ကိုညီပါလားယင်လင်းရလေတင်းစောက်တိတ်ချစ်တာအရန်လဲတဝင်တူတယ်
သူကလေမယုံဖြစ်နေလို့ပါဗီဒီယိုကောလေးတစ်ချိန်တော့ပြပေးချင်လို့ပါကျွန်တော်စိတ်ခံစားမှုရေးချိန်မှာအမြင့်ဆုံးဘက်ကိုရောက်ရှိခဲ့ပြီးတော့သူ့ကိုလှုပ်ရက်လေးချင်းလို့ပြည့်ပြည့်နေနေပြောပြလိုက်ချင်တယ်ဒါမှမဟုတ်သူ့မျက်နှာလေးပေါ်အားငယ်ဆူရင်စိတ်တွေကရေးလေးခုန်နေတယ်ကျွန်တော်နှလုံးသားကသူ့မျက်နှာပေါ်ကဝမ်းနေနာခြင်းမှုကိုဘာကြောင့်များလက်မကန်နိုင်ရတာပါလေသူ့ကိုနောက်ဆုံးအချိန်လေးဖြစ်ဖြစ်စမ်းရည်လို့ကြည်လင်ရွှင်မြသွားစေခြင်းနဲ့အဲ့ဒီအရာကပင်ကျွန်တော်သူ့အတွက်ဖန်တီးပေးခွင့်ရှာခဲ့တယ်ပျော်ရွှင်မှုလက်ဆောင်လေးတစ်ခုဖြစ်ခံယူလိုက်ဖို့ဆုံးဖြတ်ခဲ့မိရဲ့သူကမျက်နှာပြန်လေးကိုကျွန်တော်ပဲလှည့်ပြတယ်ဟင်ကျွန်တော်အတန်ထွက်မိလားမထွက်မိလားမသိအမြင်တွေမှားနေသလားတိတိချာချာကြည့်မိရဲ့ဖုန်းစခရင်ပေါ်ကနေကျွန်တော်ကိုစူးစမ်းတယ်လို့ကြည့်နေတာကမိန်းကလေးတူဒါကတင်းစားချစ်သူလင်းလေးစရာကျွန်တော်နှလုံးခုန်တဲ့ဟာပုံမှန်မဟုတ်ချင်းတဲ့ပိုတာသွားခဲ့ရတယ်မျက်မှန်လေးနဲ့သပင်ကုတ်ထောင်မိန်းကလေးတူချစ်စရာကောင်းတာကိုတော့ညှင်းလို့မရကျွန်တော်နားမလည်တယ်လို့ချင်းလက်ပြလိုက်တော့လင်းဆိုတဲ့မိန်းကလေးကလက်လေးပြန်ပြတယ်နောက်ပြီးတော့သူ့ကိုလှမ်းអော်လိုက်တယ်ဒါပဲနော်ဒီစာရေးဆံမလို့ခွန့်လွတ်လိုက်တယ်နောက်ဘာလို့လို့လင်းကိုအတိပင်နော်လင်းကိုတစ္ဆာဖို့မကြိုးစားနဲ့ကျွန်တော်ခေါင်းနဲ့ပန်းကြည့်ပြီးရှက်ရုံနဲ့ပုံစံအထင်သာဖြစ်နေပါလိမ့်မယ်သူကတော့တင်စာကပုံမှန်လင်းပဲဝန်ခံတာပါဒါတင်စာချစ်သူပါဇက်ရည်လဲသွားခဲ့ပြီဖြစ်တယ်ရင်ကုန်စိတ်လိုရှာမှုတွေအားလုံးကိုကျွန်တော်ကတစ်ဖက်သက်ခန်းစားလိုက်မောနေခဲ့ရပဲသူ့ကိုပန်းလေးတစ်ဝင်းပြင်းမှတ်ယူရင်ပရုံးတကောင်လိုဖျားယောင်းဖို့စူးစမ်းခဲ့တာကိုကျွန်တော်ပြန်အရှိတ်ရနေမိရဲ့အပြန်လမ်းမှာတော့ကျွန်တော်မဲ့ခဲ့ရတဲ့အိမ်မက်အတူစားတွေကိုအုံနောက်အမိုက်ပုံးတွေကဆွဲထုတ်သွင်းပစ်ဖို့စူးစမ်းရတော့တယ်ဖုန်းလေးကိုကိုင်ရင် LGBT ဆွဲစားသားလေးကိုကိုကင်မှာရိုက်ရှာမိရဲ့ဘေးဆွဲစကလုံးအတိတ်ပဲကိုကြည့်လိုက်မိရောဟင်လိန်တူလိန်ကွယ်စိတ်ဝင်စားသူလို့ဆိုရင်တင်တို့ရဲ့ဘဝမှာအချေးဆိုတာကိုဘယ်လိုအတိတ်ပဲဖွင့်ဆိုခဲ့ကြပါသလဲကျွန်တော်တက်တော့အချစ်ဟာအစိတ်ရှိရဲ့မွေးတကောင်လိုအမီးမာကိုင်ကအဝေးကိုလွှင့်ပစ်ဖို့စူးစမ်းလိုက်ရပုံမျိုးပါပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဘေးဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီမှာနေပြီးပါပြီနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းကောင်းများစွာကိုနားဆင်ကြနေဆိုရင်တော့ channel လေးကို like and subscribe နှိပ်သွားပြီးဖို့တောင်းဆိုပါရနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်